Bruno rotation လုံးမဲ့ player ကိုရနမေဆန်မောက်ရောင်းစားနံပါတ်9ဝစ်ပြီးတော့ဘာခိုင်းမှာဝစ်သွားရှော်နေတယ်ထင်တယ်တခါမှမတွေ့ရအောင်နံပါတ်9နဲ့စောက်ဖြစ်လည်းမရှိဘူးစောက်လို့လည်းမလုပ်တော့ဘူးအဲ့လောက်တည်းရနေတယ်ဒီမင်းကိုမရှောက်ဘူးလားကျွန်တော်တို့ဒီကောင်းနေရမျိုးမှဆိုရင်ဒန်ရနေတော့ကျွန်တော်အနာခံပြီးကန်လိုက်တော့မယ်ရှေးပွဲပဲဖင်ခံကျွန်တော်ဆုံးမဆိုင်တော့ဘာဖြစ်လဲဆိုတော့ဒီ United fan တွေကျွန်တော်မင်းနဲ့အရန်ပုံနေသူအတင်းမချစ်တော့ပေါ့အဲ့တော့ training ပြန်လိုက် software ပြုံးနေရတယ်United အတွက်ဘာခံယူကြမှမရှိဘူးလာတဲ့အောင်ဒန်ရနေမထွက်နိုင်ဘူးလားပြုံးတိမှမရှိဘူးပြီးတော့နံပါတ်9ကြီးနဲ့ကံမကောင်းခဲ့လို့ဒန်ရရခဲ့ပါရဲ့ဆိုပြောနေရေတောင်မှကျွန်တော်ဆိုနံပါတ်9ကိုပြန်ပေးတယ်ထိုက်တန်လို့ပေးလိုက်မှာကျွန်တော်လည်းမထိုက်တန်သေးပါဘူးဒါကျွန်တော်နံပါတ်9ကြီးထိုင်ပြီးဒီဒန်ရရွေးရတယ်ကျွန်တော်ရှက်လုံးလို့ကျွန်တော်ဖန်နေပြောမှာကျွန်တော်မင်းနာပူလို့မင်းနဲ့ပြောင်းတိုက်လို့လားမယူရကောင်လေရှင်းမင်းနဲ့ပြောတယ်မကွဲရ fuck